December everyone ဒီနေ့ကတော့ December ရောက်ပြီဆိုတော့ Christmas ရောက်တော့မှာဖြစ်တဲ့ကြောင့်မလို့ Christmas မှာကိုယ်တိုင်ထုတ်လို့ရတဲ့ထုတ်ကုန်တွေရဲ့ business ideas တွေကို English ပေးသွားမှာဖြစ်ပါတယ် US မှာဆိုလို့ရှိရင်ကိုယ်ဝယ်ခြင်းနဲ့ဥစ္စာမျိုးတွေအများကြီးရှိပါတယ် Christmas market မှာလူတွေအဝယ်ဆုံးဖြစ်တဲ့ product လေးတွေ business ideas လေးတွေကို English ပြပါမယ်သူတို့ကဆိုလို့ရှိရင် winter နဲ့ holiday mood ကိုအသုံးပြုပြီးတော့ဝင်ငွေအကျန်းနဲ့အမျက်ရှာတဲ့ business ideas လေးတွေပဲဖြစ်ပါတယ်ဒီနေ့ကတော့ Agnes က Christmas market သွားမှာဖြစ်တဲ့ကြောင့်အတော်ပဲ Agnes အတူတူလိုက်ကြည့်လိုက်တော့နော်ကဲ Christmas market ထဲရောက်ပါပြီနံပါတ်1အုတ်ထုံပြီးရင် Christmas မှာချိလို့ရတဲ့ ornaments လေးတွေနံပါတ်2ကတော့ jewelry ဖြစ်ပါတယ် Agnes အများဆုံးတွေ့ရတာကဒီလို earrings လေးတွေအများကြီးတွေ့ရတယ်ပေါ့နော်ပြီးရင်သူတို့တွေလှုပ်ထားတဲ့ຢာတွေကအဲ့လိုမျိုးဆွဲကြိုးလေးတွေလက်စွပ်လေးတွေပါလှုပ်ထားပါတယ်နံပါတ်3ကတော့ keychain ပဲဖြစ်ပါတယ်နံပါတ်4ကတော့တသားနဲ့ပြုလုပ်ထားတဲ့ညံစမ်း game လေးတွေပဲဖြစ်ပါတယ်ဒီဟာလေးကလေအရန်မိုက်တယ်တီးလားတသားတုံးလေးနဲ့ကြိုးလေးပဲလိုတယ်ဒါလေးကတော့ sample ကိုအရင် try ကြည့်ပေါ့နော်ပြီးတော့မှဝယ်လို့ရပါတယ်နံပါတ်5ကတော့ကြိမ်တောင်းလေးတွေပဲဖြစ်ပါတယ်နံပါတ်6 graphic sweater လေးတွေပဲဖြစ်ပါတယ်နံပါတ်9က decoration လုပ်လို့ရတယ်ဇပွဲပေါ်မှာတင်တင် wall ပေါ်မှာတင်တင်ကတ်ထားလို့ရတယ်ဒီလိုခုတ်လေးတွေခေါင်းပေါ်မှာလှဆင်လို့ရတယ်ဘီကုတ်တွေခေါင်းစည်းကြိုးလေးတွေပဲဖြစ်ပါတယ်နံပါတ်9ကတော့ပကြီကားမျိုးစုံပါ 3D နဲ့လုပ်ထားတာလည်းရှိသလိုဒီလို pop ဖြစ်တဲ့ glass နဲ့လုပ်ထားတဲ့ဥစ္စာမျိုးတွေလည်းရှိပါတယ်ဒီလိုပကြီမျိုးတစ်ခါမှမမြင်ဘူးနံပါတ်10ကတော့ clay နဲ့ပြုလုပ်ထားတဲ့ခွက်လေးတွေပကံလေးတွေဒီလိုမျိုးပစ္စည်းလေးတွေပဲဖြစ်ပါတယ် Agnes တောင်အရန်ချစ်လို့အဲ့ခွက်လေးပါဝယ်လိုက်သေးတယ်အခုကဒီပစ္စည်းလေးတွေကအရန် trendy ဖြစ်နေပြီးတော့ရောင်စုံမျိုးစုံလေးနဲ့လာပါတယ်ဈေးကတော့မသေးဘူးเนาะ65ကျပ်တဲ့နံပါတ်12ကတော့ဖန်နဲ့ပြုလုပ်ထားတဲ့ decoration ပစ္စည်းလေးတွေပဲဖြစ်ပါတယ်နံပါတ်13ကတော့ပန်းအိုးပဲဖြစ်ပါတယ်နံပါတ်14ကတော့ Christmas tree မှာချိလို့ရတဲ့ ornaments လေးပဲဖြစ်ပါတယ်။ဒါလေးတွေကတော့ကိုယ့်အကို customize လုပ်လို့ရပါတယ်။နံပါတ်15ပိတ်စာမျိုးစုံနဲ့လုပ်ထားတဲ့အဆောင်လေးတွေပဲဖြစ်ပါတယ်။နံပါတ်16ကတော့ပိတ်အိတ်လေးတွေပဲဖြစ်ပါတယ်။ဆက်လွယ်တိုင်းတွေလည်းရှိပါတယ်နော်။ဒီအားလုံးကတော့ကိုယ်ပိုင်ကျွမ်းကျင်တဲ့ပညာနဲ့လုပ်ထားတဲ့ထုတ်ကုန်ပစ္စည်းပဲဖြစ်ပါတယ်။ service နဲ့ဘယ်လိုပတ်စံရှာရမလဲပြောပြပေးမယ်နော်။နံပါတ်1ကတော့ကြောက်တုံးပကြီးပဲဖြစ်ပါတယ်။ကြောက်တုံးပေါ်မှာ acrylic paint နဲ့ပကြီးချဲတာပါ။နံပါတ်2ကတော့ရှွန့်မြေဦးလောက်တာလေးပဲဖြစ်ပါတယ်ပကံလုံးမလားခွက်လုံးမလားအကုန်ရပါတယ်နံပါတ်3ရုပ်ပကြီးပဲဖြစ်ပါတယ်မျက်နှာပုံလေးကိုဆွဲပေးတာပါဒီ ideas လေးတွေကိုကိုယ့်ရဲ့ business မှာဘယ်လိုအသုံးပြုမလဲဘယ်လိုမျိုး implement လုပ်မလဲဒါမှမဟုတ်လို့ရှိရင်ရော business အသစ်ဘယ်လိုစမလဲဆိုတာကို suggestion လေးတွေ ideas လေးတွေရမယ်လို့ထင်ပါတယ်